ဗလာရှုခင်းတာလို့ပြောလိုက်တာလေရှယ်မီစိတ်ဝင်စားပြီးတော့အားတော့သိနေကြတယ်ဗလာရှုခင်းတာကိုကြားတော့ကြားဘူးလေဘယ်နေရာမှာလဲဘယ်လိုအញ្ញံပြောတော့သိချင်နေကြဒီနေ့မှာတော့ကျွန်တော် project ရဲ့ပြည်နေရသူ့ရဲ့အနည်းပတ်ဝန်းကျင်တွေကလူလူစီးပွားရေးတက်တယ်လို့အောင်းလို့တော့ချိတ်ဆက်ထားလဲဆိုတော့အဲ့လိုက်ရှင်းပြဖို့တော့ဟုတ်ဗလာရှုခင်းတာတာဂီတာမြို့ရဲ့အဓိကကြတော့6လမ်းတော့ရှုခင်းတာမြို့ကလမ်းဘေးနားမှာတည်ရှိပြီးကျွန်တော်တို့မြို့ရဲစုနေကြရတယ်တောင်းတောင်းကနေပြီး15မိနစ်ခန့်မှတော့ရောက်စီနိုင်တဲ့ပေါင်းမှာတည်ရှိနေတာဖြစ်ပါတယ် project ရဲ့အနီးပတ်ချတဲ့နေရာတွေမှာ16မိနစ်ခန့်မောင်းသွားရုံနဲ့ရောက်ရှိနိုင်တယ်တောင်တကုန်းစက်မှုဇုံအမှတ်1 2 3 21မိနစ်ခန့်မောင်းရုံနဲ့ရောက်ရှိနိုင်တဲ့တကုန်းစိတ်ကန်စက်မှုဇုံ10မိနစ်ခန့်မောင်းရုံနဲ့ရောက်ရှိနိုင်တဲ့တာဂီတာစက်မှုဇုံအစရှိတဲ့အဓိကစက်မှုဇုံတွေရဲ့အနီးကဆုံးမှာတည်ရှိနေတဲ့ပြင်တီလိုဝါစက်မှုဇုံကိုတွားလာဖို့အဓိကတရား2ဆင့်ဖြစ်တဲ့တလင်တရားအမှတ်1 2ဟာလည်း9မိနစ်ခန့်မောင်းရုံနဲ့ရောက်ရှိနိုင်တဲ့ဒီနေရာမှာတည်ရှိနေတာပဲဖြစ်ပါတယ်မိန်းလမ်းမကြီးဖြစ်တဲ့ရှုခင်းသာလမ်းမအေယံဝန်လမ်းမမင်းနလာလမ်းမမြင်းတော်သာလမ်းတို့နဲ့ချိတ်ဆက်ထားတဲ့ပြင်တွားလို့ရမြို့နယ်ကိုလွယ်လင်းတွေကိုရောက်ရှိနိုင်တဲ့မဟာဗန္ဓုလတရားဂျပန်တရားသုဝနာတရားကမာကြီးတရားတန်လျင်တရားအမှတ်1 2တို့ကိုအသုံးပြုပြီးကုန်ပစ္စည်းတွေကိုအရင်တန်းဆုံးပို့ဆောင်နိုင်မှာပဲဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဗလာရှုခင်းတာအရှော့ဆိုင်ကန်တွေကိုမိမိတို့စီးပွားရေးလုပ်ငန်းတွေအတွက်စဉ်းစားနေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကဆိုလို့ရှိရင်လည်းစက်မှုဆောင်တွေကိုအဓိကသွားလာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကုန်ပစ္စည်းထုတ်လုပ်မှုဖြန့်ဖြူးမှုတင်ပြမယ်တောင်းတောင်းနဲ့အနီးကဆုံးမှာရှိတဲ့ထူထပ်လာတဲ့ပါကီတာပြည်နယ်မှာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြောက်ချမှုတော့တင်ပြမယ် brand awareness နဲ့ customer reach ကိုရရှိတာပါဖြစ်တယ်ဒီလိုစီးပွားရေးအားသာချက်ပြည်စုံနေတဲ့ဗလာရှုခင်းတာရှော့ဆိုင်ကန်တွေကဆိုရင်လည်းအရောက်စတင်ဖွင့်လှစ်ခဲ့တဲ့၄လကျော်ကာလတော့ပြင်ပါတယ်ရေခွက်20ရှိတဲ့ပြင်15ခွက်တိရောင်းပေါ်ဝိုင်းပဲဖြစ်ပါတယ်85ရာခိုင်နှုန်းဒီရောင်းပေါ်ဝိုင်းဖြစ်တဲ့ဗလာရှုခင်းတာရှော့ဆိုင်ကန်တွေကကြန့်ရှိနေတဲ့25ရာခိုင်နှုန်းပဲလူကြီးတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက်ရောက်တိုင်ကောင်းတစ်ခုဖြစ်လာပါသေးကြပဲကိုအများဆုံးလာဖို့ဖိတ်ခေါ်လိုက်ရပါတယ်နေဆက်တင်ပါကျေးဇူးတင်ပါ